好，今天啊，老师喽，等个前天没对大家喽，变对的钱嘛，表路也没，丢这个多团那个里来加油呢。好，我们看第一个，那么第二个讲，好久不见，好久不见，没对啦，多少加比咯表啦，那好久不见，没对啦，多少加比。好，下一个变。变ဆိုတာပြောင်းလဲသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီနေ့老师တင်သွားမယ့်စာကြောင်းကဒီ变ဆိုတဲ့စကားလုံးကစာကြောင်းတိုင်းမှာပါဝင်သွားမယ်အဓိကစကားလုံးဖြစ်ပါတယ်ပေါ့နော်变ပြောင်းလဲသွားသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်你变了你变了နင်ပြောင်းလဲသွားတယ်လို့အဓိပ္ပာယ်ရပါတယ်你变漂亮了你变漂亮了漂亮လာပါသည်你变漂亮了你လှလာတယ်လို့ပြောတာနော်你变胖了你变胖了胖ဆိုတာဝါသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်你变胖了你ဝလာတယ်လို့ပြောတာနော်你变瘦了你变瘦了瘦ဆိုတာပိန်တော့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်你变瘦了你ပိန်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ好下一个你变白了你变白了你ဖွေးလာတယ်白ဆိုတာကဖြူဒီဖွေးဒီဆိုတဲ့အဓိပ္ပာယ်ရပါတယ်你变白了နင်ဖွေးလာတယ်နင်အသားဖြူလာတယ်ဆိုတဲ့အဓိပ္ပာယ်ပါ你变黑了你变黑了黑ဆိုတာမဲတော့ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်你变黑了နင်မဲသွားတယ်လို့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်你变有钱了你变有钱了有钱ဆိုတာပတ်စံရှိတယ်လို့ပြောတာเนาะ有ဆိုတာရှိတယ်钱ဆိုတာပတ်စံเนาะ你变有钱了你ပတ်စံရှိလာတယ်你ထေးလာတယ်ဆိုတဲ့အဓိပ္ပာယ်ပါ你变穷了穷ဆိုတာဆဲတယ်မွဲတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะ你变穷了你ဆဲသွားပြီ你မွဲသွားပြီဆိုတဲ့အဓိပ္ပာယ်ရပါတယ်好可以吗今天我们就学到这里今天老师说到这里了好同学们再见啦